အားလုံးမင်္ဂလာပါဗျကျွန်တော်ဒီဗီဒီယိုမှာတော့ဘောလုံးဂိမ်းကြိုက်တဲ့ brother တွေအတွက်ကျွန်တော်ငယ်ငယ်တော့ PS2 ဂိမ်းထဲမှာဆော်ခဲ့တဲ့ PES ဘောလုံးဂိမ်းကို eFootball 2025ပုံစံ file ထည့်ပြီးတော့ကျွန်တော်တို့ရဲ့ Android phone တွေပေါ်မှာ offline ကစားတဲ့နေကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ် PS2 ဂိမ်းတွေကိုကျွန်တော်တို့ရဲ့ Android phone တွေပေါ်မှာကစားတော့မယ်ဆိုရင် EtherSH2 ဆိုတဲ့ emitter ခံပြီးတော့ကစားရပါတယ်ဖုန်းလိုအပ်ချက်အနေနဲ့ကတော့အနည်းဆုံးကျွန်တော်တို့ RAM 6 Snapdragon 900အထက်လောက်တော့ရှိထားတင်ပါတယ်အထက်နှိမ့်မယ်ဆိုရင်လည်းဆော့လို့တော့ရတယ်ဒါပေမဲ့နည်းနည်းထက်မယ်ပေါ့နော်ဂိမ်းကတော့ကျွန်တော်တော်တော်လေးကိုကောင်းပါတယ်move file ထည့်ထားတာဖြစ်တဲ့အတွက်အခု2024-2025ရာသီရဲ့ကျွန်တော်တို့ဒီဂျာစီတွေလူစင်းတွေအတိုင်းပဲပေါ့နော်ပြီးတော့ game ရဲ့ graphic နဲ့ဒီ camera site ကလည်း PS5 ပုံစံမျိုးလုပ်ထားတာဆိုတော့တော်တော်လေးကိုကြည့်ရတာမိုက်ပါတယ် game ထဲမှာကျွန်တော် single player move multi player move နှစ်ခုစလုံးပါတယ်ပေါ့နော် multi player ကစားမယ်ဆိုရင်တော့ Bluetooth controller နှလုံးလိုပါတယ်ပြီးတော့ Premier League Champion League flower တွေအကုန်လုံးကန်လို့ရပါတယ် player carrier move နဲ့ကျွန်တော် manager carrier move ကစားခြင်းနဲ့ brother တွေအတွက်လည်းပါပါတယ်ဆိုတော့ fine ထည့်ပြီးတော့ကျွန်တော်ကစားတဲ့နေကိုတစ်ချက်ကြည့်လိုက်ရမှာဗျပထမဆုံးကျွန်တော် Telegram မှာတင်ပေးထားတဲ့ဒီ EtherSH2 emitter ရဲ့ဒီ PS2 bio file ရဲ့ဒီ game file ရဲ့ကို down လိုက်မယ်ပေါ့နော်ပြီးတော့ရင်တော့ကျွန်တော်တို့ဒီ EtherSH2 emitter ကိုကျွန်တော်တို့ install တင်ထားမယ်ပြီးတော့ရင်တော့ကျွန်တော်စာကြည့်ပါတယ်ကိုသွားမယ်ပေါ့နော်စာကြည့်ပါတယ်ကိုသွားပြီးတော့ကျွန်တော်တို့ဒီ PS2 ဆိုတဲ့ folder လေးဆောက်လိုက်မယ်ပေါ့နော်အဲ့ဒီထဲမှာခုနက bio file ရဲ့ဒီ game file ရဲ့ကိုထည့်ထားလိုက်မယ်ပေါ့နော်ပြီးတော့ရင်တော့ကျွန်တော်တို့ bio file ကို zip ဖြည့်မယ်ပေါ့နော်Okay bio file zip ဖြည့်လို့ရလာပြီဆိုရင်ကျွန်တော်တို့ game file ကိုလည်းကျွန်တော်တို့ zip ဖြည့်မယ်ပေါ့နော်ကျွန်တော်ကတော့ game file zip ဖြည့်ပြီးသားပေါ့နော်ကျွန်တော်ဟာ brother တို့ဟာတော့ zip file နဲ့လာမယ်ပေါ့နော် brother တို့တော့ zip ဖြည့်ရမယ်ပေါ့နော် Okay ပြီးတော့ရင်တော့ကျွန်တော်တို့ဒီ EtherSH2 emitter တွေကိုသွားမယ်ပေါ့နော် EtherSH2 emitter တွေကိုရောက်ပြီဆိုရင်တော့ကျွန်တော်ဒီတိုင်းလေးပုံမယ်ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်ဒီအောက်က next ဆိုတဲ့ဟာလေးကိုနှိပ်မယ်ပေါ့နော်ဒီမှာလည်း next ကိုပဲနှိပ်မယ်ပေါ့နော်ဒီမှာဆိုရင်တော့ကျွန်တော်ရွေးတဲ့အတိုင်းရွေးလိုက်မယ်ပေါ့နော်ဒီ fast ဆိုတဲ့ဟာလေးကိုရွေးမယ်ဒီမှာ emulation screen operation ဆိုတဲ့မှာ landscape ကိုထားပေးမယ်ပေါ့နော် asset ratio မှာကstrict ဆိုတာကိုရွေးပေးလိုက်မယ်ပေါ့နော်ကျန်တာတွေကတော့ကျွန်တော်တို့အဆင်ပြေတယ်ပေါ့နော်ဒီအောက်ကဟာမှာကတော့ resolution မှာကတော့ကျွန်တော်တို့ 2h က normal ပေါ့နော်အဲ့လောက်ပုံမှန်ထားမယ်GPU render မှာကျွန်တော် vegan ထားမယ်ပေါ့နော်ပြီးရင် next ကိုနှိပ်မယ်ဒီ import bio ဆိုတဲ့နေရာမှာ import bio ကိုနှိပ်လိုက်မယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒီအချောင်းသုံးချောင်းကိုနှိပ်ပြီးတော့ကျွန်တော်တို့ရဲ့ file တွေကိုဝင်လိုက်မယ်ပြီးတော့ရင်ခုနက PS2 ဆိုတဲ့ folder လေးကိုပြန်ရှာမယ်ပေါ့နော်အဲ့ဒီထဲကိုဝင်လိုက်မယ်ပေါ့နော်အဲ့ဒီထဲရောက်ပြီဆိုရင်ဒီမှာနောက်ကနေ1000 bin ဆိုတဲ့ဟာပေါ့နော် bin နဲ့စုံးနေတာနော်အဲ့ဒါကိုကျွန်တော်တို့တစ်ချက်နှိပ်လိုက်မယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ဒါလေးကိုအမှန်ချစ်ပြီးတော့ next ကိုနှိပ်မယ်ဒီမှာလည်း next ကိုပဲနှိပ်မယ်ပေါ့နော်ဒီမှာဆိုရင် finish ကိုနှိပ်လိုက်မယ် Okay ဒီနေရာရောက်လာပြီဆိုရင်တော့ကျွန်တော် edit game ဆိုတဲ့ဟာကိုနှိပ်မယ်ပေါ့နော် edit game ဆိုတဲ့နေရာရောက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီ folder လေးတွေပဲရောက်နေပါပေါ့နော်အဲ့မှာဆိုရင်အောက်က use this folder ဆိုတဲ့ဟာလေးကိုနှိပ်လိုက်ရပြီပေါ့နော် Okay ဒါဆိုရင်တော့ကျွန်တော်တို့ game file ရောက်လာပြီပေါ့နော်ကျွန်တော် game file ရောက်လာပြီဆိုရင်တော့ကျွန်တော်တို့တခါတည်းဆော့လို့ရပြီပေါ့နော် Okay ဒါဆိုရင်တော့ကျွန်တော်တို့ဆော့လို့ရပြီပေါ့နော်ဒါမှကြစ်ချေလေးကိုနှိပ်လိုက်မယ်ပေါ့နော်ဒါဆိုရင်ကျွန်တော် save ကိုလုပ်မလားဆိုတော့ကျွန်တော်တို့ cancel နဲ့ပဲသွားလိုက်မယ်ပေါ့နော်တခါတည်းအထက်ကိုရောက်ချင်တာဖြစ်တဲ့အတွက်stack game ပေါ့နော် Okay ဒါတွေလည်းကျွန်တော်တို့ဒါတွေရွှေ့ချင်ရွှေ့လို့ရတယ်ပေါ့နော်ကျွန်တော်ဘယ်လိုရွှေ့ရလဲဆိုတာပြပေးမယ်back cloud ကိုတစ်ချက်နှိပ်လိုက်တယ်ပေါ့နော်ပြီးရင်ဒီဘက်ကိုသွားလိုက်တယ်သွားပြီးရင်ကျွန်တော် top screen နဲ့ကိုသွားတယ်ပေါ့နော် top screen နဲ့ရောက်ပြီဆိုရင်ကျွန်တော်ဒီအောက်မှာဒီမှာပေါ့နော် move button ဆိုတဲ့ဟာရှိရပေါ့နော် move button ဆရာလေးနဲ့ရွှေ့လို့ရတယ်ပေါ့နော် edit menu ကိုလုပ်ပြီးတော့ကျွန်တော်တို့ site တွေပါတယ်လုပ်ချင်တယ်ဆို resize ဆိုတဲ့ဟာနဲ့လည်းအကြီးအသေးလုပ်လို့ရတယ်ပေါ့နော်အဲ့လိုပေါ့နော် okay ဒါကတော့ကျွန်တော်ပြတာပေါ့နော် browser တော့ဒါဆိုတော့ကျွန်တော်တို့ဆော့လို့ရပြီပေါ့နော်ကျွန်တော်တော့ဒါကြီးမကန်နိုင်ဘူးပေါ့နော်ဒါကျွန်တော် beginner နဲ့ပဲအရင်စကန်တယ် okay ဒါဆိုရင်ကျွန်တော်တို့ဆော့လို့ရပါပြီအားလုံးပဲနားလည်ကြမယ်လို့မျှော်လင့်ပါတယ်နားမလဲတာပဲဖြစ်ဖြစ်မရှင်းတာပဲဖြစ်ဖြစ်ရှိခဲ့ရင်ကျွန်တော်ရဲ့ Telegram channel မှာလာရောက်မေးမြန်းလို့ရပါတယ်ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြတာပေါ့